ပင်လယ်ပြင်ရဲ့အရှိန်ဝါကြီးမားဆုံးသတ္တဝါတွေရဲ့ကတကောင်ဖြစ်တဲ့အော်ဂါခေါ်ကေလာဝစ်လို့ခေါ်ဆိုကြပေမဲ့အမှန်တကယ်တော့လင်းပိုက်မျိုးနွယ်စုဝင်တွေဖြစ်ပါတယ်။တွေဟာတဘာဝတရားရဲ့စွမ်းအားကြီးဆုံးဉာဏ်မျှော်မြင်ဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးရေနေနို့တိုက်သတ္တဝါတွေဖြစ်ကြပါတယ်။ဗင်းတို့အကြောင်းကိုဇီဝဗေဒလူမှုရေးအမဲလိုက်ပြူဟာနဲ့ဂေဟစနစ်ရှုထောင့်မျိုးမျိုးကနေအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ဇီဝဗေဒဆိုင်ရာအသွင်သဏ္ဍာန်ရအော်ဂါတွေဟာပင်လယ်ရေနက်ပိုင်းမှာအမြင့်နှုန်းနဲ့အင်အားကိုအကောင်းဆုံးပေါင်းစပ်ထားတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံရှိကြပါတယ်။သူတို့ရဲ့ထင်ရှားတဲ့အမင်းနဲ့အဖြူရောင်အရေပြားအယောင်သွေးဟာအလှပေါ်တက်မဟုတ်ပဲရေထဲမှာကိုယ်ရောင်ဖျောက်ဖို့အသုံးဝင်ပါတယ်။အပေါ်ကနေငုံကြည့်ရင်မှောင်မင်းနေတဲ့ပင်လယ်ရေနက်ပိုင်းနဲ့ရောနှောသွားပြီးအောက်ကနေမောကြည့်ရင်တော့လင်းထိန်နေတဲ့ကောင်းကင်လင်းရောင်နဲ့ဝမ်းပိုက်ပိုင်းအဖြူရောင်ကတသားတည်းဖြစ်သွားစေတာမို့သားကောင်တွေတတိမထားမိအောင်ချင်းကက်နိုင်ပါတယ်။သူတို့ရဲ့ဦးနှောက်ဟာတိရစ္ဆာန်လောကမှာဒုတိယအကြီးဆုံးဖြစ်ပြီးစိတ်ခံစားမှုလူမှုဆက်ဆံရေးနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုထိန်းချုပ်တဲ့အစိတ်အပိုင်းတွေအလွန်ဖွံ့ဖြိုးနေပါတယ်။လူမှုရေးနဲ့ယဉ်ကျေးမှုရှုထောင့်ကနေကြည့်ရင်အော်ဂါတွေဟာလူသားတွေလိုပဲအလွန်ခက်ခဲနေတဲ့လူမှုအဖွဲ့အစည်းဂျိုရဲတွေနဲ့နေထိုင်ကြပါတယ်။သူတို့ရဲ့လူမှုအဖွဲ့အစည်းဟာအမြင့်နွယ်ဗဟိုပြုစနစ်ဖြစ်ပြီးအသက်ကြီးဆုံးအမကပဲအုပ်စုကိုဥဆောင်ပါတယ်။အနက်စရာကောင်းတာကအော်ဂါတွေမှာကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ဘာသာစကားရှိကြတာပါကမ္ဘာနေရာအသီးသီးကအုပ်စုအသီးသီးဟာမတူညီတဲ့အတန်လိုင်းလုံခါမှုတွေကိုအသုံးပြုပြီးအချင်းချင်းဆက်သွယ်ကြသလိုမျိုးဆက်တစ်ခုကနေတစ်ခုကိုအမဲလိုက်နေပညာတွေနေမြေတက်မှတ်မှုတွေကိုအသက်ကြီးသူတွေကနေလူငယ်တွေကိုလက်ဆင့်ကမ်းတင်ကြားပေးကြပါတယ်။ဗင်းတို့အချင်းချင်းကြားမှာခိုင်မာတဲ့မိသားစုတန်ရောစဉ်ရှိကြပြီးအုပ်စုဝင်တစ်ကောင်ထိခိုက်နာခြင်းရင်သို့မဟုတ်တေဆုံးရင်ဝမ်းနည်းပူဆွေးတက်ကြတဲ့စိတ်ခံစားမှုမျိုးလည်းရှိကြပါတယ်။အမဲလိုက်ခြင်းနဲ့နေပြူဟာရှုထောက်မှာတော့သူတို့ဟာပင်လယ်ပြင်ရဲ့အထွတ်ထိပ်သားရဲတွေဖြစ်ကြပြီးသူတို့ကိုပြန်လည်မဲလိုက်မဲ့တဘာဝရန်သူလုံးဝမရှိပါဘူးသူတို့ကိုပင်လယ်ပြင်ကဝမ်ပုလွေများလို့တင်စားကြတာကအုပ်စုလိုက်စနစ်တကျမဟာဗျူဟာမြောက်အမဲလိုက်တကြလို့ပါကဘာတောင်ဝင်ရိုးဆုံးကအော်ဂဲတွေဟာရေခဲတုံးပေါ်ကဖြန်တွေကိုဖမ်းဖို့အတွက်အုပ်စုလိုက်ညီညာစွာရေကူးပြီးရေလိုင်းလုံးကြီးတွေဖန်တီးကဖြန်ကိုရေရဲကြအောင်တုံးချတတ်ကြပါတယ်အချို့အုပ်စုတွေကတော့ငါးအုပ်ကြီးတွေကိုဝိုင်းရံပြီးအမြအီးနဲ့ရေပြင်ကိုပြင်းထန်စွာရိုက်ခတ်ကငါးတွေကိုမူးဝေသွားစေပြီးမှအလွယ်တကူစားသုံးကြပါတယ်ပို့ပြီးအနက်စရာကောင်းတာကသမုဒ္ဒရာရဲ့အကြောက်ရဆုံးငါးမန်းဖြူကြီးတွေကိုတောင်အုပ်စုလိုက်တိုက်ခိုက်ပြီးသူတို့အကြိုက်ဆုံးအာဟာရဖြစ်တဲ့ငါးမန်းသေးကိုခွဲစိတ်တလို့တိကျစွာထုတ်ယူစားတော့လေရှိကြပါတယ်။ဂေဟစနစ်နဲ့လူသားများနဲ့ဆက်ဆံရေးရှုထောင့်ကနေကြည့်ရင်အော်ဂါတွေဟာပင်လယ်ဂေဟစနစ်မြတ်ခြေကိုထိမ့်သိမ့်ပေးရမှာအလွန်ရေးပါပါတယ်။သူတို့ဟာပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးစားတော့တဲ့အစားအစာကွဲပြားကြပါတယ်။မျိုးရင်းအော်ဂါတွေကငါးကိုပဲအဓိကစားသုံးပြီးရွေ့ပြောင်းအော်ဂါတွေကတော့ဖြန်ဝေလငါအဆက်ရှိတဲ့ရေနေနို့တိုက်တတော်တွေကိုပဲအမဲလိုက်ကြပါတယ်။ဒီအုပ်စုနှစ်ခုဟာနေမြေချင်းထပ်တူကြနေရင်တောင်အချင်းချင်းရောနှောခြင်းသို့မဟုတ်သွေးနှောခြင်းလုံးဝမရှိကြပါဘူးလူသားတွေနဲ့ပတ်သက်ရင်တော့တဘာဝပင်လေပြင်းထဲကလွတ်လပ်တဲ့အော်ဂါတွေဟာလူသားတွေကိုရန်ပြုတ်တိုက်ခိုက်လေမရှိတာကအလွန်ထူးဆန်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါပေမဲ့လူသားတွေကသူတို့ကိုဖမ်းဆီးပြီးဖျော်ဖြေရေးပြကွင်းတွေမှာပိတ်လောက်မွေးမြူတဲ့အခါမှာတော့စိတ်ဖိစီးမှုနဲ့စိတ်ဒဏ်ရာတွေကြောင့်လူသားတွေကိုပြန်လည်တိုက်ခိုက်ပြီးအသက်ဆုံးရှုံးစေခဲ့တဲ့တာဓာတ်ကအချို့ရှိခဲ့ပါတယ်ဒါကြောင့်အော်ဂါတွေဟာသမုဒ္ဒရာရဲ့လွတ်လပ်မှုအတိရံမြင့်မားမှုနဲ့တဘာဝတရားရဲ့ထိန်းညှိမှုစွမ်းအားကိုပြသနေရဲ့အမခန်းတတ္တဝါထူးကြီးများဖြစ်ကြပါတယ်